လေတိုက်တာအရန်ပြင်းလွန်းလို့လေလူကြီးကတင့်ကိုမပင့်တင်ထားသလိုမျိုးခံစားဘူးပါသလားအိုင်ယာလန်နိုင်ငံက Cliffordမိုဟာကမ်းပါးရန်ကြီးများစီကကြိုးဆိုပါတယ်နော်ဒီနေရာဟာကမ္ဘာဆွဲအားဆိုတာရွေးချယ်စရာတစ်ခုလိုဖြစ်နေပြီးလေပြင်းတွေကသူတို့စိတ်ကြိုက်စိုးမိုးထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီမြင့်မားလာတဲ့ကမ်းပါးရန်ကြီးတွေဟာအတ္တလန္တိတ်သမုဒ္ဒရာရဲ့လေပြင်းတွေကိုဓာတ်ရိုက်ရင်ဆိုင်နေရတာပါဒီမှာတိုက်ခတ်တဲ့လေဟာတနာရီကိုမိုင်60ကျော်အထိရှိတတ်ပြီးမုန်တိုင်းရှိတဲ့အချိန်တွေမှာဆိုရင်ဒီထက်တောင်ပိုပြင်းပါသေးတယ်လေတိုက်ပြီဆိုရင်တင့်ကိုတွန်းယုံတင်မဟုတ်ပဲမမြင်ရတဲ့နေရန်ကြီးတစ်ခုကလားဆောင်တလိုမျိုးခံစားရမှာပါဒီနေရာမှာငြိမ်ငြိမ်ရက်နေဖို့ကလမ်းလျှောက်တာထက်တောင်ပိုခက်ခဲနေတတ်ပါသေးတယ်ဒေသခံတွေကတော့လဲမကျသွားအောင်လေတိုက်တဲ့ဘက်ကိုလေးကိုစောင်းပြီးမိထားဖို့အကြံပေးကြပါတယ်တကယ်လို့တင်ကအုတ်ထုတ်ပဲဖြစ်ဖြစ်ပူဝါပဲဖြစ်ဖြစ်ကြောက်ခဲလေးပဲဖြစ်ဖြစ်ပြစ်ချလိုက်မယ်ဆိုရင်အောက်ကနေပင့်တိုက်လိုက်တဲ့လေရှိန်ကြောင့်အပေါ်ကိုပြန်လွင့်တက်လာတာဒါမှမဟုတ်ကောင်းကင်ဘော်ကိုပြန်တက်သွားတာမျိုးကိုတွေ့ရပါလိမ့်မယ်ဒီနေရာဟာလေကားအသင်းကိုဝန်းရံထားရုံတင်မဟုတ်ပါဘူး။တင်းရဲ့ဟန်ချက်ကိုပါစိန်ခေါ်နေတဲ့ကဘာပေါ်ကရှာရှာပါပါနေရာတစ်ခုပဲဖြစ်ပါတယ်။